ကဘာကျုံမမတ်စ်ပေါ်တို့ခီးသွွားမဲ့ဧည့်သည်သူမဟုတ် Elon Musk US ဒေါ်လာ454ဘီလီယံနဲ့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ကလေး12ယောက်ရဲ့ဖခင်လူသိများတဲ့လူမှုကွန်ရက်စာမျက်နှာ Twitter ရဲ့ပိုင်ရှင်တဲ့လောင်စာဆီအစားထိုးဘက်ထရီကားရဲ့ကုမ္ပဏီ Tesla နဲ့ကမ္ဘာကျုံကနေ Mars ကျုံပေါ်ကိုအလဲသွားနိုင်မှုကြိုးပမ်းပေးနေတဲ့ဘဲကြီးတယောက်ကိုတော့ပရိသတ်တို့သိကြမယ်လို့ထင်ပါတယ်။ဟုတ်ပါတယ်သူကတော့အားလုံးထင်နေကြတဲ့နှစ်ယောက်မရှိတဲ့ Elon Musk ပဲဖြစ်ပါတယ်။ Elon Musk ရဲ့လှုပ်ဆောင်မှုတွေကလူရင်းပွားကိုအကျိုးများစွာဖြစ်ထွန်းစေတာပဲဖြစ်ပါတယ်။အသက်ငယ်ငယ်နဲ့မီလီယံနာဖြစ်နေခဲ့ပေမဲ့လည်းမဖြစ်နိုင်ပါဘူးလို့လူများပြောနေတဲ့အရာတွေကိုမှမဖြစ်ဖြစ်အောင်လို့လုပ်ပြခြင်းနဲ့စိတ်တစ်ခုတည်းနဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုရင်းနဲ့လူတွေကိုအကျိုးပြုနေတဲ့ Elon Musk မှာပရိသတ်ကြီးတို့ပညာယူစရာတွေလည်းရှိတယ်လို့သဘောမကျချင်စရာအချက်တွေလည်းရှိပါတယ်။အခုဗီဒီယိုမှာပြသသွားမယ့်အရာတွေကတော့ Elon Musk ရဲ့ဘဝဇာတ်ကြောင်းတချို့နဲ့သူ့ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ Elon Musk က1982ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့တောင်အာဖရိကမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ငွေချင်းမှာအကူသားရှိပြီးတော့အငယ်ဖြစ်တဲ့ Elon Musk နဲ့အခုချိန်မှာတော့စီးပွားဘက်တွေဖြစ်နေကြပြီပဲဖြစ်ပါတယ်။ Elon Musk ရဲ့ကြော်ကြားမှုကသူခုလုပ်နေတဲ့လုပ်ငန်းတွေပေါ်မှာများစွာအကျိုးသက်ရောက်ပါတယ်။ Elon Musk မှာစိတ်ကူးရင်ဆန်တယ်လို့ထင်ရပေမဲ့တကယ်လက်တွေ့ကျနေတဲ့အိမ်မက်တစ်ခုတော့ရှိပါတယ်။အဲဒါကတော့ကမ္ဘာကျုံမှာမဟုတ်ဘဲနဲ့ Mars ကျုံပေါ်မှာခေါင်းချကျင်တာဖြစ်ပါတယ်။ကြားတာအနေငယ်တော့ယူးကြောင်ကြောင်ဖြစ်နေတဲ့ဆိုပေမဲ့အဲ့ဒီအိမ်မက်ကိုအခုချိန်မှာအစွမ်းကုန်အကောင့်ထဲပေါ်နေတဲ့ Elon Musk ရဲ့ project တွေကတော့တတ်သေးပါပဲ။ Elon Musk ရဲ့စိတ်ထဲမှာသဘောမကျတာတစ်ခုကလူသားတွေကိုကမ္ဘာမှာပဲမနေစေချင်တာပါ။ကမ္ဘာကြီးကတဖြည်းဖြည်းနဲ့နေမကောင်းဖြစ်လာတဲ့ပြင်ကမ္ဘာပြက်လာပြတဲ့အထိပြင်းထန်တဲ့လက်နက်ကြီးတွေကိုလူသားတွေကတီထွင်လာနိုင်ကြပြီဖြစ်တဲ့အတွက်အကယ်၍ကမ္ဘာသားပြက်စီးသွားခဲ့ရင်လူသားမျိုးနွယ်တွေပျောက်ဆုံးသွားမှကိုမလိုလားတဲ့အတွက်ကြောင့်ပိုင်ဆိုင်မှုတွေကိုတောင်ရှင်းပြီးတော့အခုလူတွေစူးစမ်းနေတာဖြစ်တယ်လို့သူ့ရဲ့အင်တာဗျူးမှာဖြေဆိုထားတာတွေလည်းရှိပါတယ်။ဒါကြောင့် SpaceX နဲ့ Tesla လိုကုမ္ပဏီတွေတည်ထောင်ပြီးတော့ကိုယ်တိုင်ကြိုးပမ်းနေခဲ့တာလည်းဖြစ်ပါတယ်။ဘီလီယံနာတယောက်ရဲ့ဇလံအစားကမ္ဘာအချမ်းသာဆုံးဖြစ်တဲ့လူတွေရဲ့ဇလံစားကအလုပ်အင်တာဗျူးကြားတာကနေစကြတယ်လို့ပြောရမလို့ပါပဲ။ Elon Musk ရဲ့ဘဝမှာလည်းအင်တာဗျူးကြားရကနေပြီးတော့ကိုယ်ပိုင်ကုမ္ပဏီတစ်ခုတည်ထောင်ဖို့ဖြစ်လာခဲ့တာဖြစ်ပါတယ်။ကျောင်းပြီးကစားမှာ Elon Musk ကအလုပ်လုပ်ဖို့အတွက် Internet Browser ကုမ္ပဏီတစ်ခုကိုသွားပြီးတော့အလုပ်လျှောက်ထားခဲ့ပါတယ်။ဒါပေမဲ့ပရိသတ်ကြီးတို့ထင်ထားတဲ့အတိုင်းပါပဲ။အင်တာဗျူးကတော့ကျသွားခဲ့ပါတယ်။ဒီခါမှာသူများအလုံးမပေးရင်ကိုယ်တိုင်အလုပ်လုပ်ပေးမယ်ဆိုပြီးတော့သူ့ရဲ့အကိုဖြစ်သူနဲ့အင်တာနက်ကုမ္ပဏီတစ်ခုကိုတည်ထောင်လိုက်ပါတယ်။ဒီချိန်မှာငွေကြေးအခက်အခဲတွေရှိပြီးတော့အိမ်ငှားဖို့တော့မှပတ်စံမလောက်ခဲ့တဲ့အတွက်ရုံးခန်းလေးကိုပဲအိမ်လုပ်ပြီးတော့နေခဲ့ရတာဖြစ်ပါတယ်။ထိုချိန်မှာတည်ထောင်ခဲ့တဲ့ Elon ရဲ့ကုမ္ပဏီကရန်ကုန်လမ်းညွန့်လိုလမ်းညွန့်နဲ့လိပ်စာတွေများစွာပါဝင်တဲ့ software ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့နာမည်ကတော့ Zip2 ပဲဖြစ်ပါတယ်။နောက်ထပ်၄နှစ်ကြာတဲ့အခါမှာတော့အဲ့ဒီကုမ္ပဏီကလည်းအောင်မြင်မှုတွေရလာခဲ့ပြီးတော့ကွန်ပတ်ကုမ္ပဏီကဒေါ်လာ38တန်းပေးပြီးတော့ဝယ်သွားခဲ့တာပဲဖြစ်ပါတယ်။ Elon Musk ကတော့ဒေါ်လာ22တန်းရှာလိုက်ပြီးတော့ကျန်တဲ့15တန်းကိုတော့သူ့ရဲ့အကိုဖြစ်သူ Kimber Musk ကရရှိခဲ့တာပဲဖြစ်ပါတယ်။ထိုညမှာရင်အသက်28နှစ်အရွယ် Elon Musk ကတကြဲတတိတယောက်ဖြစ်နေခဲ့ပြီးဖြစ်ပါတယ်။ချက်ချင်းဆိုသလိုပဲ H.com ဆိုတဲ့ကုမ္ပဏီတစ်ခုထပ်ထောင်ခဲ့ပြီးတော့အဲ့ဒီကုမ္ပဏီကအွန်လိုင်းပေါ်မှာငွေလွှဲပြောင်းလုပ်လို့ရတဲ့ကုမ္ပဏီဖြစ်ပါတယ်။ထိုကုမ္ပဏီအောင်မြင်လာတဲ့ခါမှာတော့ပရိသတ်ကြီးတို့မသုံးဘူးရင်တော့မှကြားဘူးနေကြတဲ့နိုင်ငံတကာငွေလွှဲနိုင်တဲ့ application တစ်ခုဖြစ်တဲ့ PayPal အဖြစ်ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ PayPal ကုမ္ပဏီဟာလည်းတည်ထောင်ပြီး2နှစ်အတွင်းမှာတိုးတက်မှုကအရှိန်ဟုန်ပြင်းခဲ့တာဖြစ်တဲ့အတွက် eBay ကုမ္ပဏီက2002ခုနှစ်မှာဒေါ်လာ1.5ဘီလီယံနဲ့ဝယ်ယူခဲ့တာဖြစ်တဲ့အတွက် Elon Musk ကတန်း180ထပ်မံပြီးတော့ရရှိလိုက်တာပဲဖြစ်ပါတယ်။စီဝိုင်းသမားတယောက်ဖြစ်ရတာနဲ့ဘာကြောင့်မလို့ SpaceX နဲ့ Tesla ကိုရွေးချယ်ပြီးတော့လုပ်ကိုင်နေကြတာလဲ။အသက်ငယ်ငယ်နဲ့ဘီလီယံနာတယောက်ဖြစ်လာတဲ့ Elon ကဂျိုရီအာကာသတွေကိုစိတ်ဝင်စားတဲ့သူတယောက်ပါ။အခုလိုမျိုးဘီလီယံနဲ့ချီပြီးတော့ပတ်စံနေမချမ်းသာခင်ကလေးကအာကာသနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေကိုအမြဲစောင့်ကြည့်နေကြတာပဲဖြစ်ပါတယ်။ H.com ကို eBay ကမွေသွားခင်ချိန်မှာစိတ်ဝင်စားမှုနဲ့ဝါသနာဖြစ်တဲ့ multiplanetary species တွင်ရှိနေကြတာဖြစ်တဲ့အတွက် H.com ဖြစ်တဲ့ PayPal ကိုဒေါ်လာ180နဲ့ရောင်းထွက်သွားတဲ့အချိန်မှာတော့ထိုအိမ်မက်ကိုစတင်ပြီးတော့အကောင့်ထဲပေါ်ခဲ့တာပဲဖြစ်ပါတယ်။ PayPal ကိုမယောင်ရခင်ကတည်းက Mars ကျုံပေါ်ကိုပြောင်းရွှေ့နေထိုင်မှုနဲ့အာကာသကိုစိတ်ဝင်စားကြတဲ့ပညာရှင်တွေစုစည်းထားတဲ့ The Mars Society အဖွဲ့မှဒေါ်လာ3သိန်းအလှူငွေထည့်ပြီးတော့ဗုဒ္ဓရိုက်တာတယောက်အနေနဲ့ပါဝင်ဆောင်ရွက်နေပြီပဲဖြစ်ပါတယ်။ရုရှားကအာကာသယာဉ်တိစောက်တဲ့ကုမ္ပဏီတစ်ခုကိုလည်းဝယ်ဖို့လုပ်ခဲ့ပေမဲ့အယောင်းဝယ်တော့မဖြစ်ခဲ့ပါဘူး
အဲဒီနောက်မှာတော့ဈေးနှုန်းသင့်တဲ့အာကာသဒုံးမြန်တွေတည်ဆောက်ဖို့ကိုပိုင်ကုမ္ပဏီကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။ထိုကုမ္ပဏီကတော့ SpaceX ဆိုတဲ့ကုမ္ပဏီဖြစ်ပြီးတော့ယနေ့ခေတ်ရဲ့ပုဂ္ဂလိကပိုင်ကုမ္ပဏီတွေထဲမှာအောင်မြင်ဆုံးကုမ္ပဏီပဲဖြစ်ပါတယ်။ SpaceX ရဲ့ပထမဆုံးဒုံးမြန်တစ်ခုဖြစ်တဲ့ Falcon 1ဟာအမေရိကန်အစိုးရရဲ့ခိုင်းစေမှုနဲ့ဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ကုန်ကျစရိတ်သက်သာတဲ့ဒုံးမြန်တစ်ခုဖြစ်ပါတယ်။ရော့ကတ်3ချိန်တင်လှုပ်ဖို့အတွက်လုံလောက်တဲ့ငွေကြေးတန်း100ကိုအီလွန်ကရင်းနှီးထားခဲ့ပြီးမြဲ2006ခုနှစ်မှစလို့2008ခုနှစ်ထိစွမ်းရည်မလုံလောက်မှုနဲ့တခြားပြဿနာတွေဖြစ်တဲ့ဂျိုဘတ်လမ်းကြောင်းပေါ်မတင်နိုင်ခဲ့ပဲနဲ့3ခါလုံးဂျိုတုကပြတ်ကျခဲ့ပါတယ်။ထိုချိန်တွေကအီလွန်အတွက်အတော်ကိုခက်ခဲတဲ့နှစ်တွေလို့ဆိုလို့ရတာပဲဖြစ်ပါတယ်။တကမ္ဘာလုံးမှာလည်းစီးပွားရေးပြက်ကိန်းတွေစိုက်နေကြသလိုအီလွန်တို့လိုလျှက်စစ်ကားကုမ္ပဏီတွေအနာဂတ်ကလည်းကမ်းမမြင်လမ်းမမြင်နဲ့ရေလေကောင်မှာလမ်းပြောင်းနေတဲ့အနာဂတ်မျိုးဖြစ်တဲ့အထိစိုးဝါခဲ့ကြတာပဲဖြစ်ပါတယ်။ရော့ကတ်တွေဖြစ်တဲ့ဒုံးကျည်တင်လွှတ်မှုကလည်းဆုံးရှုံးခဲ့ပြီးတော့ကားကုမ္ပဏီဖြစ်တဲ့ Tesla ကလည်းအနာဂတ်ပြောင်းတော့မဲ့ဆဲဆဲဖြစ်နေခဲ့တဲ့အတွက်ထိုချိန်တွေကိုပြန်ပြောရမျက်ရည်ကျလောက်တဲ့အထိအီလွန်အတွက်ခက်ခဲခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အီလွန်အတွက်ကံကောင်းမှုတွေကတော့2008ခုနှစ်စက်တင်ဘာလမှာပြန်လည်စတင်လာခဲ့ပြီးတော့ Falcon 1ကို4ချိန်မြောက်အာကာသတွေကိုတင်လှုပ်မှုမှာအောင်မြင်ခဲ့တဲ့အတွက် NASA နဲ့ဂျိုရုတွေဆက်လက်ပြီးတော့ဖန်တီးဖို့စာချုပ်တွေရရှိခဲ့ပါတယ်။ Tesla ကုမ္ပဏီကလည်း Mercedes-Benz ကုမ္ပဏီရဲ့ရှယ်ယာ10%ဝယ်ယူမှုကြောင့်ပုံမှန်ပြန်လည်ပြီးတော့လဲပတ်လာနိုင်ခဲ့တာဖြစ်ပါတယ်။ Tesla ကားကုမ္ပဏီကိုတည်ထောင်ရခြင်းကလည်းသူ့ရဲ့အိမ်မက်ဖြစ်တဲ့လူသားမျိုးနွယ်တွေကိုဂျိုရီမှာဖြန့်ဝေနေထိုင်နိုင်တဲ့အခါဘလို့ရင်တွေကိုအသုံးပြုရင်ထိရောက်မှုတွေရှိမလဲဆိုတဲ့အချက်ကြောင့်လောင်စာမဲ့လျှက်စစ်သုံးကားတွေထုတ်လုပ်စမ်းသပ်ခြင်းဖြစ်တယ်လို့ theory တွေအရပြောဆိုနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ Tesla ကုမ္ပဏီကိုကနဦးတည်ထောင်တဲ့သူကအီလွန်မဟုတ်ပါဘူး။အင်ဂျင်နီယာ2ဦးစားတင်တည်ထောင်ရာကအီလွန်ဟာရှယ်ယာဝင်ဝယ်ရင်းနဲ့ဗုဒ္ဓရိုက်တာတယောက်အနေနဲ့ပါဝင်လုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ Tesla ရဲ့ရှယ်ယာအများစုကိုပိုင်ဆိုင်ထားပြီးတော့ CEO အနေနဲ့လူသိများနေတာပဲဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့လပိုင်းတွေမှာ Elon Musk က Tesla ကုမ္ပဏီထုတ်ဖုန်းတစ်လုံးပြုလုပ်မယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့ပါတယ်။အဲဒီဖုန်းကတာမန်အသုံးပြုနေကြဖုန်းတွေလို့အားသွင်းမှုလုံးဝမလိုပဲနဲ့နေစွမ်းအင်သုံးဆိုလာဆဲတွေပေါင်းမှာဖြစ်ပြီးတော့အင်တာနက်လည်းတကူတကချိတ်ဆက်ရမလို့ပဲ Starlink ဂျိုရုတွေနဲ့အလုံးလျောက်ချိတ်ဆက်သွားမှာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။ဒါပေမဲ့ဒီသတင်းကအတူရောက်သားဖြစ်ပြီးတော့တရားဝင်ထုတ်ပြန်ထားခြင်းတော့မရှိပါဘူး။ဒါပေမဲ့လည်းအီလွန်ရဲ့တီထွင်မှုတွေမှာတော့ယခုလိုပစ္စည်းမျိုးပါလာနိုင်တာကတော့အသေးချပဲဖြစ်ပါတယ်။ဒါဆိုရင် Elon Musk ကယခုခေတ်မှာခေတ်စားနေပြီးတော့မကြခင်မှာလူတွေအားလုံးတွင်ကျဲစွာသုံးတော့မဲ့ cryptocurrency ပေါ်မှာကောဘယ်လိုမြင်နေရှိပြီးတော့ဘယ်လိုမျိုးရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ထားမလဲ။ Elon Musk က cryptocurrency မှာလည်းအရေးပါတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အထူးသဖြင့် Dogecoin နဲ့ Bitcoin ရဲ့ဈေးတက်ကြကအီလွန်ရဲ့ Twitter မှာတင်လိုက်တဲ့ post ကနေပြီးတော့ဈေးတက်ကြဖြစ်နိုင်လောက်တဲ့အထိအရှိန်ပြင်းတဲ့အကျိုးသက်ရောက်မှုတွေရှိတာပဲဖြစ်ပါတယ်။2021ခုနှစ်မှာ Tesla ကားရဲ့ငွေပေးချေမှုကို Bitcoin တွေအသုံးပြုပြီးတော့ဝယ်ယူနိုင်ကြောင်းထုတ်ပြန်ခဲ့ပူပါတယ်။ဒါပေမဲ့လည်းအဲဒီလောက်ဆောင်ချက်ကအကျိုးသက်ရောက်မှုသိပ်ပြီးတော့မရှိခဲ့တဲ့အတွက် Bitcoin နဲ့ဝယ်ယူနိုင်ကြောင်းထည့်သွင်းထားတဲ့ဘိုင်းရှိကိုဖျက်သိမ်းလိုက်တာပဲဖြစ်ပါတယ်။အီလွန်က The Paper Crypto လို့ခေါ်ခဲ့ပြီးတော့ Twitter မှာ Dogecoin အကြောင်းကိုလွတ်လပ်စွာနဲ့ပြောဆိုလေ့ရှိပါတယ်။သူရဲ့ post တွေကြောင့် Dogecoin ရဲ့တန်ဖိုးကကြီးထွားမှုတွေတွေ့ရှိလာရတာပဲဖြစ်ပါတယ်။ SpaceX နဲ့ Tesla လည်း Dogecoin နဲ့ပတ်သက်တဲ့ဆက်တဲ့အကျိုးဝန်ဆောင်မှုတွေကိုပေးနေခဲ့ပါတယ်။အီလွန်က cryptocurrency ပေါ်မှာအမြဲတမ်းစိတ်ဝင်စားမှုရှိပြီးတော့သူ့ရဲ့ထင်မြင်ချက်တွေက crypto ဈေးကွက်ပေါ်မှာအကျိုးသက်ရောက်မှုရှိတတ်ပါတယ်။ယခုလက်ရှိအချိန်အရ Elon Musk ရဲ့ crypto ပေါ်အမြင်တွေကအချိန်နဲ့မျှပြောင်းလဲနေတတ်ပြီးတော့သူ့ရဲ့မြင်တွေကိုနောက်ဆုံးရသတင်းအချက်အလက်တွေနဲ့အတည်ပြုဖို့လိုအပ်တာပဲဖြစ်ပါတယ်။ Elon Musk နဲ့အရွေးကောက်ခံသမ္မတဖြစ်တဲ့ Donald Trump တို့ရဲ့ဆက်ဆံရေးကတော့တည်ငြိမ်နေတဲ့ရေကန်လိုပါပဲ။2021ခုနှစ်မှာ Twitter ကနေလူလူအတွက်မသိတော့ဘဲနဲ့ violent ဖြစ်တဲ့အကြောင်းအရာတွေတင်လို့တဲ့ Trump ကိုကုမ္ပဏီဘက်ကဘန်ခဲ့တာဖြစ်ပေမဲ့ Twitter ကို Elon ဝယ်ပြီးတဲ့နောက်မှာတော့ Trump ရဲ့အကောင့်ကိုပြန်ဖွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီချိန်ကစပြီးတော့နိုင်ငံရေးနဲ့စီးပွားရေးကိုတွဲဖက်လုပ်ကိုင်နေတဲ့ Trump က Elon Musk နဲ့မိတ်ဆွေဖြစ်ခဲ့တာပဲဖြစ်ပါတယ်။အခုချိန်မှာတော့ Trump ရဲ့ရွေးကောက်ပွဲမှာလည်း Elon ကအကူအညီတွေတက်နိုင်တဲ့လောက်ပေးခဲ့တာဖြစ်ပါတယ်။အမေရိကန်ရဲ့လာမယ့်နှစ်တွေမှာ Trump နဲ့ Elon တို့ရဲ့ခြေလှယ်မှုတွေကိုစိတ်ဝင်စားစွာနဲ့စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။တန်ပေါင်း454.1 ဘီလီယံနဲ့ကမ္ဘာနံပါတ်1အချမ်းသာဆုံးသူတစ်ယောက်ဖြစ်တဲ့ Elon Musk ရဲ့ဘဝဇာတ်ကြောင်းအချို့နဲ့ခေတ်သစ်စီးပွားရေးမှာဝန်ဆက်မှုတွေကိုဖော်ပြပေးသွားတာပဲဖြစ်ပါတယ်။ကမ္ဘာမြေကနေအာကာသကိုခြေဆက်နိုင်ပြီးတော့လူသားမျိုးနွယ်ကိုထိန်းသိမ်းမှုစ조사နေတဲ့ Elon Musk ပေါ်မှာပရိသတ်ကြီးတို့ရဲ့ထင်မြင်ချက်တွေကိုလည်းကောမန့်မှဝေမျှပေးခဲ့ကြပါအောင်ရှင်။
သူတို့အတွက်ထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ဘ ഹു တုဒရစေမယ့်အကြောင်းအရာတွေကိုအမြဲတင်ဆက်သွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့ဘေးနားက notification လေးပါနှိပ်ပေးသွားကြပါအောင်နော်။